တရားခြေရရှိသူရှိဟောကိုရှင်ဝင်းချက်ပြီးတယ်ဂျပန်လူမျိုးတငယ်ချင်းချက်ပြီးတာခြေရရှိသူရှိဖြစ်တော့โอเคနော်ဂျပန်လူမျိုးတငယ်ချင်းချက်ပြီးတာဂျပန်လူမျိုးတငယ်ချင်းချက်လိုက်ကြပါโอเคပါအဲ့ဒါလည်းအောင်ဒီလိုပါရှိနေတော့ဒါတမှုလားဘယ်လိုကိုယ်နန်းကိုလဲအခါမီရောပါလေキュウリがオクラです、ね、オクラあ、多分オクラかな生の生のオクラ美味しいですね食べてブディドーナママブディドーナチラシ寿司辣的烧烤烧烤料โอ้ทำไมอ่ะยาရှိလိုက်တာ美味しいရှင်းနေတော့မိကပြဟောလေမပစုံလေးတောင်းတာပစုံလေးနော်ဒါဂျပန်ဆန်ပေါ့5ကီလိုရန်လေးတောင်ပေးရတယ်ပေးခဲ့ရတယ်ဟောဂျပန်ဆန်စည်းကြီးနေတယ်干嘛干嘛？OK，记住啊。